လူဖျားအိမ်ကြီးနေခင်ကမိကိုရောင်တင်တိုက်တွေနဲ့မှိုင်းညွတ်နေပါတယ်မကြခင်မှာပဲကောင်းကင်ရံကနေမိုးဆက်တွေကအရှင်ဟုန်နဲ့နေပြင်ပေါ်ခုန်ဆင်းလာကြတော့နမ်းမီကအနွေဦးတစ်ဆိုတဲ့လက်ဖေးဆိုင်လေးထဲမှာတော့ရေနွေးငွေတစ်ထောင်ထောင်နဲ့အတူစကားပြောတယ်မျိုးစုညံ့နေရပေါ့ဆိုင်ရဲ့အစွန်းစပွဲလေးမှာအသက်80အရွယ်အဖိုးကိုတယောက်ဟာဖန်ခွက်ထဲကလက်ဖေးကိုဇွန်းနဲ့ခပ်ဖွက်ဖွက်လေးမိနေပါတယ်သူ့ဘေးကကလထိုင်ပေါ်မှာတော့အစင်းရင်ရောင်ထီကိုလေးတစ်ချောင်းရှိနေထီလေးကတော်တော်လေးဟောင်းနေပါပြီလက်ကင်ကအနှင်းငယ်ပေါ်နေပြီးထီးပြားမှာတော့အပေါက်ပြဲလေးတွေကိုအချီစိန်လေးနဲ့တိတိတက်တက်ဖာထီးထားတာကိုတွေ့နိုင်ပါတယ်အဲ့ဒီအချိန်မှာလူငယ်လေးတယောက်ကဆိုင်ထဲကိုပြေးဝင်လာတယ်သူ့နာမည်ကမင်းမင်းနဲ့မင်းမင်းဟာကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ဖို့အင်တာဗျူးသွားအောင်မှာဖြစ်ပေမဲ့အခုတော့မိုးဆိုနေလို့တကူလုံးဆွရွှဲနေပါပြီသူကအဖိုးရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ရင်စိတ်ပြက်လက်ပြက်နဲ့ရင်နွေးချမ်းကိုငဲတောက်လိုက်တယ်။ဘူကခါလိုက်တာပိုးရအရေးကြီးရဲ့အချိန်မှာမိုးကရွာရတယ်တို့မိမိကညီညီပြောလိုက်တယ်။အဖိုးကခေါင်းကိုဖြည်းဖြည်းချင်းမောကြည့်ပြီးပြုံးလိုက်တယ်။မိုးကတော့ရွာမြင်းရွာမှာလာပဲမြည်ရဲ့။ဒီကတော့သူ့လို့သူလောက်တာပဲလေ။သူကဒါမိုးရရင်ဘာလို့ရမလဲဆိုတာကြိုးပြီးမပြင်ဆင်နိုင်ခဲ့တာ။ကျွန်တော်ထီးမိကြံခဲ့တာပါဖိုးအခုတော့အင်တာဗျူးလည်းနောက်ကြတော့မယ်ဝတ်ထားတာတွေကလည်းစုပ်ပြတ်နေပြီဒီနေ့တော့ကျွန်တော်အတွက်ကန်ဆိုးရနေပဲအဖိုးကဘေးကထီးကိုလေးကိုငေးကြည့်ရင်လေးတိုင်းအေးလေးနဲ့ပြောပြပါရဲ့ဒီထီးလေးကိုမြင်လားဒါငါမိန်းမကွယ်လွန်ခိုင်ကြီးမှာပေးခဲ့တဲ့နောက်ဆုံးလက်ဆောင်ပဲအဲ့ဒီတော့ငါလည်းမင်းလိုပဲလောကကြီးကိုစိတ်နာနေတာသူကတော့မဆုံးခင်မှာပြောသွားရဲ့လောကကြီးကမင်းကိုမိုးရချခြင်းကလေးရွာချလိမ့်မယ်အဲ့ဒီခါမှာမင်းဘက်ကအတင်းရှိနေဖို့ပဲလိုတယ်တဲ့အဲ့ဒီနေ့ကစပြီးငါဒီရှိလေးကိုဘယ်တော့မှမမေ့တော့ဘူးဒါကမိုးကိုပဲကာကွယ်ရမှာမဟုတ်ဘူးငါရဲ့စိတ်ဓာတ်တွေနဲ့ပြည့်စည်အောင်မှကာကွယ်ပေးရအဖိုးကထီးလေးကိုယူပြီးမင်းမင်းစီကမ်းပေးလိုက်တယ်ကဲဒါလေးယူသွားအခုသွားရင်မိသေးရမဟုတ်လားငါရဲ့ကံကြောင်းညင်းတွေကိုပါဒီရှိနဲ့တူမင်းကိုငားလိုက်မယ်မင်းမင်းကအံ့ဩသွားပါရဲ့ဒါပေမဲ့အခုဒါကအဖိုးအတွက်တိတ်တန်မှုရှိရဲ့အမှတ်တရဆိုအမတ်တရဆိုတာရင်ထဲမှာရှိရပါမည်ရဲ့အခုချိန်မှာဒီရှိကငါးထက်မင်းကျွတ်ပိုသုံးဝင်နေမြန်သွားပါတော့အောင်မြင်မှုကစောင့်နေလိမ့်မယ်မင်းမင်းကအဖို့ကျေးဇူးတင်စကားဆိုပြီးခီးစိမ်းလေးကိုစောင်းကမိုးရဲကိုထွက်သွားပါတော့တယ်ထူးဆန်းကထီးလေးကိုစောင်းလိုက်ရတဲ့